တိရိလင်္ကာအစိုးရကကျွန်းနိုင်ငံရဲ့အကြီးဆုံးဆိုလာစွမ်းအင်ဓာတ်အားပေးစက်ရုံတိစောက်ဖို့အတွက်ဩစတြေးလျကုမ္ပဏီတစ်ခုကိုဒေါ်လာ 1.8 ဘီလီယံနဲ့အနှံသွားမယ့်အကြောင်းဒီဇင်ဘာလ 12 ရက်အင်္ဂါနေ့ကကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်ကမကြုံစဘူးစီးပွားရေးအကျပ်တဲကြောင့်ဓာတ်အားပေးစက်ရုံတွေအတွက်လောင်စာဆီပြတ်တောက်သွားပြီးနေ့စဉ် 73 နာရီထိလျှက်စစ်ဓာတ်အားတွေပြတ်တောက်ခဲ့ရပြီးနောက်ပိုင်းတိရိလင်္ကာအစိုးရဟာကျွန်းရဲ့လျှက်စစ်ဓာတ်အားအတွက်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုအစားထိုးနိုင်ဖို့စတင်ကြိုးပမ်းခဲ့ပါတယ်။စွမ်းအင်ဝန်ကြီးကစ်ချနာဝစ်ဂျက်စစ်ဂရာကဩစတြေးလျနိုင်ငံ United Solar Energy ကုမ္ပဏီကတည်ဆောက်ဖို့အဆိုပြုထားတဲ့900 megawatt ဆိုလာဓာတ်အားပေးစက်ရုံမှလျှက်စစ်ဓာတ်အားဝယ်ယူဖို့အစိုးရကအတည်ပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။မြောက်ပိုင်းကီလင်နော်ချီခရိုင်ရှိစက်ရုံကပြည်ပတိုက်ရိုက်မြုပ်နှံမှု project အတွက်အမေရိကန်ဒေါ်လာ 1.8 ဘီလီယံထောက်ပံ့သွားမယ့်အကြောင်းလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။အဆိုပါစက်ရုံမှာတိရိလင်္ကာနိုင်ငံရဲ့အကြီးဆုံးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အစီအစဉ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။